တပုံတစ်ထောင်တောင်မရှိတဲ့စိန်လုံးလေးနဲ့ဒီဖိုတိုရှူမှာပုံလေးတွေရိုက်လို့ရပါပြီခင်ဗျာဒီမျိုးမှာ mobile photographer နဲ့ပုံလှလှလေးတွေရိုက်လို့ရပြီဆိုတာကိုသိပြီလားခင်ဗျာအသားမို့ solo package ထဲမှာကပုံလေးတွေကိုဆက်တပုံပေးတဲ့အပြင်ကိုကျွန်တော်ကလက်ဆောင်တွေနဲ့ပုံတစ်ပုံရဲ့ဗီဒီယိုလေးတွေ face လက်ဆောင်တွေနဲ့ထည့်ပေးပါတယ်ခင်ဗျာပုံလေးတွေရဲ့ quality ကိုသိရအောင်လည်းကျွန်တော်ဗီဒီယိုဆော့မှာထည့်ပေးရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုကိုဆွေးနွေးကြည့်ပြကြပါခင်ဗျာ bye bye see you next video guys အားလုံးထက်အေးစေလုံးနဲ့အိမ်ရီလေးနဲ့မြမဆန်းဆန်းဝစ်စားနဲ့သူ့ကိုရမသိထူးဆန်းလောင်းအောင်ဆွဲလန်းသွားခဲ့ကျွန်တော်ရဲ့အသေးစပင်ရှိရီရောင်စုရနဲ့မောင်နာကိုကျွန်တော်ချစ်တယ်ဘုံပေါ်တဲ့မျက်ခုံးလေးတွေထူတာကိုရမညှိထွေးနှခမ်းလေးစင်ဆိုသူလေးတယောက်ကို